ရာမန်အကြောင်းကိုသိဖို့အတွက်ဟိုတယ်မှာအတူအိတ်ခဲ့တဲ့အမျိုးသမီးလူတစ်ယောက်အကြောင်းကိုသိဖို့အတွက်ဟိုတယ်မှာအတူအိတ်ဖို့လိုအပ်ပါသလားဒီဘက်ကရှော်လီလေးတချို့ရဲ့အကြောင်းပြချက်တွေကတော့ထက်တော့မထက်ပါဘူးဒါပေမဲ့ရိုးတယ်ဆိုပြီးပြောရလောက်အောင်ကြားကောင်ရဲ့အကြောင်းကိုလေ့လာဖို့ဂူတကူထဲမှာအတူသွားပြီးတော့လေ့လာတာပါဆိုရင်တော့ကြားကိုက်တောင်နဲသေးတယ်ဆိုပြီးတော့ပြောလိုက်ချင်ပါတယ်ကြားကောင်အကြောင်းကိုဂဂနနာသိဖို့အတွက်ဂူထဲအထိသွားပြီးလေ့လာပြီးဆိုကြတဲ့ကကြားကိုက်ခင်ရမှာကိုမကြောက်တဲ့ပြင်ကြားစားတာကိုခံကျင်လွန်းနေခဲ့တဲ့အတွက်အကြောင်းဆိုပြီးတော့ပြောရတော့မှာပဲဖြစ်ပါတယ်ကြားစားတာကိုခံကျင်တာကိုခံကျင်တယ်လို့ထည့်မပြောဘဲတစ်ဖက်လည်းနဲ့ကြားအကြောင်းကောင်းကောင်းသိကျင်လို့ပါဆိုတော့ပြုတ်စီလေးလူုံနေတော့ရလာတဲ့အနာကတတ်တာသွားမှာမဟုတ်ဘူးလို့ပဲဆိုကြပါရင်အခက်မသိလို့ပိုးဝင်သွားရင်ဘိုက်တွေဘာတွေပူလာတက်တယ်ဆိုရင်ကြားအကြောင်းကိုလေ့လာချင်ပါတယ်ဆိုတဲ့ညီမလေးတွေကိုကိုကြီးကကြိုပြီးတော့မှာနာချင်ပါတယ်ဒီဘက်ခေတ်ကကြားစားတာခံရလဲဘာမှဖြစ်တော့တဲ့ခေတ်လားဆိုပြီးတော့မေးရလောက်အောင် Telegram မှာမြင်တွေ့နေရတဲ့အရာတွေကတနေ့တစ်မျိုးမရိုးနိုင်တဲ့စကားတွေကြီးမြင်တွေ့နေကြတာပါဟောတော့ကတော့ဒါမျိုးတွေဟာအနောက်တိုင်းတွေမှာမြင်တွေ့ရလိမ့်ရှိပေမဲ့အခုတော့ကိုယ်နိုင်ငံမှာကအစားပေါ်ပေါ်တည်လို့ဖြစ်နေကြတာပါနေရာမျိုးစုံပြီးကြားစားတာခံရတဲ့ရှော်လီလေးတွေမှာမနေမလို့ဆွေးရမှာဖြစ်ပြီးတချို့တွေဆိုတာတော်တော်လေးပျော်နေခဲကြသလိုကိုမြင်တွေ့နေကြတာပါအခုလည်းရှော်လီလေးတယောက်ဟာကြားအကြောင်းကိုကောင်းကောင်းသိကျင်လို့ဆိုပြီးတော့ဟိုတယ်အထိကြားကောင်တွေအတူ AB လေးလာတယ်ဆိုတာရင်းနှီးရတဲ့အရင်းကြီးကသူတို့တွေအတွက်ဘာမှမဖြစ်တော့သလိုဖြစ်နေကြတာပါအဲအကြောင်းကိုလည်းသူမကိုယ်တိုင်ကဖွင့်ရသွားကြတာဖြစ်ပြီးဟိုတယ်မှာအတူရှိနေတဲ့ဆိုကြတဲ့ကနှုတ်သဘောတူတရားဓမ္မအကြောင်းတွေဆင်းနေတာတော့မဖြစ်နိုင်ဘူးလို့ဆိုရမှာပါထမင်းကြော်တပွဲနဲ့ပြဿနာပေါင်းစုံဖြစ်သွားတဲ့ကိစ္စတွေလည်းရှိထားခဲ့တယ်လို့ရေချိုးပေးဖို့ပြောချရင်းနဲ့ဒုတ်ပါလက်ပါကိစ္စတွေအထိဇလန်းတွေကလည်းရှိထားခဲ့တာဖြစ်တဲ့အတွက်ဟိုတယ်ခန်းကြီးသွားပြီးကြားအကြောင်းကိုလေ့လာမိတဲ့ရှော်လီလေးတယောက်ရဲ့အခြေအနေကဘယ်အထိရောက်မလဲဆိုတာတွေးကြည့်ရုံနဲ့သိနိုင်လိမ့်မယ်ထင်ပါတယ်လူတယောက်အကြောင်းကိုသိဖို့ဟိုတယ်အထိသွားပြီးလေ့လာတယ်ဆိုတော့ KC တွင်းကြသိကျင်နေတဲ့သဘောလို့ဆရာမဖြစ်ပြီးအပေါ်ရနေမဟုတ်ပဲအတွင်းကြသိကျင်နေကြတဲ့သဘောမှရှိပါတယ်ဟိုတယ်မှာအတူသွားအိတ်တဲ့ကိစ္စကိုသူအကြောင်းသိကျင်လို့ပါဆိုတဲ့အကြောင်းပြချက်ကြီးကသိပြီးမယုံလုံးလုံးလာတော့မေးလိုက်ချင်ပါတယ်ဆိုပါမျိုးသမီးရဲ့နာမည်က Fati Basquet လို့အမည်ရပြီးသူကတော့နာမည်ကြီး influencer တယောက်ဖြစ်တယ်လို့လည်းသိရပါတယ်အဆိုပါမျိုးသမီးအကြောင်းဘာစီနာအသင်းရဲ့လူငယ်လေးလာမိုင်းရမယ်ရဲ့အကြောင်းကိုသိဖို့အတွက်ဟိုတယ်အထိသွားပြီးလေ့လာမှုတွေပြုလုပ်ခဲ့ပါတယ်ဒါမျိုးလေးဟာလေ့လာဖို့ကောင်းတဲ့အရာမဟုတ်သလိုစမ်းသပ်ဖို့လည်းကောင်းတဲ့အရာမဟုတ်ဘူးလို့ပဲဆိုရမှာပါလူတယောက်အကြောင်းကိုခေါင်းစာအခြေဆုံးတွင်းကြကြသိကျင်လို့တဲ့အတွက်ကြောင့်လားဆိုတာကတော့စဉ်းစားကျင်စာဖြစ်နေခဲ့ပြီးအဲ့လောက်ထိဘာလို့သိကျင်နေတာလဲဆိုတာကိုသူ့ကိုယ်သူပြန်ပြီးတော့လေ့လာကြည့်ရမယ့်သဘောမှရှိပါတယ်လာမရမယ်ရဲ့သူအသက်16နှစ်ပြည့်မှာ Fanny Basquet နဲ့ Barcelona ရဲ့လူငယ်လေးတို့ဟာဟာတယ်တစ်ခုမှဒေးလုပ်ခဲ့ကြပြီးအဲ့ကိစ္စနဲ့ပတ်သက်လို့ influencer နဲ့မစာမာလေးကအခုလိုပဲပြောကြားသွားခဲ့ပါတယ်။ဟုတ်ပါတယ်လာမရမယ်နဲ့ကျမတို့အီတလီကိုသွားခဲ့ကြပါတယ်။ဟိုတယ်မှာအတူရှိခဲ့ပြီးကျမတို့အတူတူတပီကြည့်နေခဲ့တာတော့မဟုတ်ပါဘူး။တခြားຢာတွေလုပ်ခဲ့ကြတာပေါ့။သူနဲ့အတူသွားပြီးဆိုကြတဲ့ကဓာတ်ပုံတွေထွက်လာတော့မယ်ဆိုတာကျမသိပြီးသားပါ။လာနေငယ်လာတော့ကျမတို့တွဲခဲ့တဲ့8လလောက်စကားတွေပြောခဲ့ကြတယ်။ဒါကိုလူတိုင်းလည်းသိပါတယ်။သူနဲ့အတူခီးသွားခဲ့တာကလက်ထက်ချင်းလို့ဂျော်ဂျီနာလက်သစ်ဖြစ်လာဖို့မဟုတ်ပါဘူး။သူအကြောင်းကိုပိုသိကျင်ခဲ့လို့ပါဆိုပြီးတော့ပြန်လည်ဖြေကြားသွားခဲ့တာဖြစ်ပါတယ်။